ကျွန်တော်ကငကားအုပ်တစ်လုံးအနေနဲ့ပြန်ဝင်စားလာခဲ့တာရိုးရိုးတော့မဟုတ်ဘူးနှစ်တရာမှာတစ်ခါမှမမြင်ဘူးတဲ့အမွာဥပြမွေးလာရင်တော့ကမ္ဘာထိပ်ကြီးဖြစ်မယ်လို့ထင်ထားတာဒါပေမဲ့မိဘတွေကကျွန်တော်ကိုအိမ်ကနေချပြီးကမ္ဘာအနေရဲ့ရှိဆုံးတရဝါတွေရှိတဲ့မြေအောက်လိုင်ကူထဲမှာကိုယ့်ဘာသာရှင်တန်ဖို့ဖြစ်ထားခဲ့ကြတယ်ငကားတွေရဲ့ထုံးစံအရာတစ်ချိန်မှာတစ်ကောင်ပဲမွေးတာအကယ်၍နှစ်ကောင်ထွက်လာရင်ရုပ်ဆိုးဆုံးတစ်ကောင်ကိုစားပစ်တတ်ကြတယ်ကျွန်တော်ကအကြီးကောင်ထက်အဆအရာရာနှိမ့်ပါနေတော့အစွန့်ပစ်ခံဖြစ်သွားတာပေါ့အဲ့ဒီကူထဲမှာကအစင်းမြင့်တရဝါတွေအပြည့်ပဲကျွန်တော်ရဲ့အစင်းမြင့်တွေကသူတို့အတွက်တော့စားကောင်းတောက်ွယ်ပဲလေဒါကြောင့်လဲမိဘတွေကကျွန်တော်ပြန်လာနိုင်မှာမဟုတ်ဘူးလို့တွက်ထားကြတာအစင်းတပဲရှိသေးတယ်ကျွန်တော်အတွက်အဲ့ဒီမှာရှင်တန်ဖို့ဆိုတာအိမ်မက်တောင်မမက်ရဲဘူးကိုလုံးသေးလို့သာပုံးဝယ်နေနိုင်ခဲ့တာဗိုက်စာလုံးလို့အသက်ပြောက်တော့မဲ့အချိန်မှာအမောင်ထဲကနေအချင်းနဲ့တခုရလာတယ်အဲ့ဒါကငကားတွေပဲအာယုံခံနိုင်တဲ့အနက်ပဲမစင်စားတော့ပဲအနက်နောက်ကိုလိုက်သွားလိုက်ဒါပေ60လောက်ရှိတဲ့မြေနဂါးပရင်မကြီးကိုတွေးလိုက်ရတယ်သူကအဆင့်28ဆိုတော့သူနာခြေလိုက်ယုံနေတယ်ကျွန်တော်ကတော့အနားယူသွားရမှာဘေးနားမှာတော့မြေနဂါးပေါက်လေးတွေနိုးဆုနေကြတာကိုတွေးလိုက်တယ်ကျွန်တော်လည်းအမောင်ထဲမှာကပ်ပြီးနိုးဆုနေတဲ့အကောင်လေးတွေကြားထဲတိုးဝင်လိုက်တယ်သူတို့ကမျက်စိမပွင့်သေးတော့ကျွန်တော်ကိုမသိကြဘူးဗိုက်စာလုံးတာနဲ့မြေနဂါးမကြီးရဲ့နိုးကိုကုန်းဆုပ်ပစ်လိုက်တာနဂါးမကြီးကတကောင်ကောင်အရန်အပါတရားဆုနေတယ်လို့ပဲထင်ပြီးမိခင်စိတ်နဲ့လွှတ်တက်ထားပေးတယ်နို့ရည်တွေပိုက်ထဲရောက်တော့မှကိုယ်ထဲမှာနှွေးလာပြီးအဆင့်တွေဖြည်းဖြည်းချင်းတက်လာတာအဲ့ဒီမှာတင်မိကနေအိပ်ပျော်သွားတယ်ရုတ်တရက်ကုတ်ကိုကိုက်ခံလိုက်ရတယ်လို့ခံစားချက်နဲ့နိုးလာတော့ငကားမကြီးရဲ့မျက်လုံးကြီးကရှိတက်တဲ့မှာတရားတော့မယ်လို့တွေးပြီးမျက်စိမိတ်ထားလိုက်တာဒါပေမဲ့ငကားမကြီးရဲ့မျက်လုံးထဲမှာဒေါသကနေတနာစိတ်တွေဖြစ်သွားပြီးကျွန်တော်ကိုသူ့ကလေးတွေနာပြန်ချပေးခဲ့တယ်ငကားပေါက်လေးတွေကလည်းကျွန်တော်ကိုညီကိုလိုမျိုးလာနှမ်းကြတယ်ဒါပေမဲ့ဒီအကောင်ကရုပ်ဆိုးလိုက်တာဆိုပြီးတယ်လီပတီကနေဆဲနေကြတာကျွန်တော်ကဟိမ့်လိုက်တော့မှသူတို့လည်းလန့်သွားကြတယ်အဲ့ဒီမှာ3ရက်လောက်အတူတူနေဖြစ်ခဲ့တယ်သူတို့ကပါဇက်ကသာဆဲနေတာအဲ့ရင်ကျွန်တော်ကိုဝိုင်းကာကွယ်ပေးထားကြတာသူတို့ထက်ကျွန်တော်အဆင့်ကပိုမြင့်နေပေမဲ့ဘာမှမပြောဘဲနေခဲ့တယ်တကယ်မိဘတွေထက်ဒီမြေနဂါးမိသားစုကိုပိုချစ်မိသွားတာပေါ့ဒါပေမဲ့နောက်တစ်နေ့မှာအဆင့်35ရှိတဲ့ကန်တိုဆိုတဲ့တရဝါကြီးရောက်လာပြီးဂူရဲကိုတိုက်ခိုက်တော့တာပဲနဂါးမကြီးကသူ့ကလေးတွေကိုကာကွယ်ရင်းအပြင်းထန်တိုက်ခဲ့ပေမဲ့ရင်ဘက်ကိုအကောင်ကြီးရဲ့ဥချိုနဲ့အထိုးခံလိုက်ရတယ်။ဒါတော့ငကားမကြီးကမလွတ်ပဲအကောင်ကြီးရဲ့လေဘင်းကိုပြန်ကိုက်ထားသေးတာကြောက်တုံးတွေပြူကျလာတော့ကျွန်တော်လည်းကလေးလေးတွေကိုကာကွယ်ပေးခဲ့တယ်။ဒါပေမဲ့အကောင်ကြီးကအတင်းတိုးဝင်လာတော့ငကားမကြီးကနောက်ဆုံးထွက်သက်နဲ့အကောင်ကြီးရဲ့ဥကောင်းကိုရိုက်ချလိုက်ပြီးနှစ်ကောင်လုံးအနားယူသွားကြတယ်။ကူပြူတာရက်သွားတော့ကျွန်တော်ငကားမကြီးစီပြေးသွားခဲ့တယ်။ငကားမကြီးကအာယူပြီးသူ့ကလေးတွေအဆင်ပြေလားလို့မေးတယ်ကျွန်တော်လည်းရင်ထဲမှာမကောင်းပေမဲ့ကလေးတွေအဆင်ပြေပါတယ်လို့လိန်ပြောလိုက်ရတယ်တကယ်တော့ကလေးလေးတွေလည်းကြောက်တုံးပြီးအနားယူသွားကြပြီးလေငကားမကြီးကစိတ်အေးသွားပြီးငါတည်ရင်ငါအသားကိုစားပါဒါမှမင်းတက်ရှင်မယ်ဆိုပြီးနောက်ဆုံးမှပြုံးရင်အနားယူသွားခဲ့တယ်ကျွန်တော်လည်းငိုချင်ပေမဲ့ရန်သူတွေတိမှဆိုလို့အောင့်ထားလိုက်တယ်ဒါပေမဲ့တေးပြီးထင်ရတဲ့အကောင်ကြီးကပြန်ထလာတယ်ကျွန်တော်ကတော့သူကအထင်သေးနေတာပေါ့ကျွန်တော်လည်းဒေါသထွက်လွန်းလို့အော်ဟစ်ပြီးငကားအရှိန်ဝါဆိုတဲ့စွမ်းရည်ကိုတုံးလိုက်တယ်ငကားမကြီးဖောက်ပေးခဲ့တဲ့တန်ရာကိုပဲအတင်းတိုးဝင်တိုက်ခိုက်ပြီးအဲ့ဒီအကောင်ကြီးကိုရှင်းထုတ်ပစ်လိုက်တယ်ပြီးတော့ငကားမကြီးရဲ့အသားကိုမျက်ရည်တွေနဲ့အတူမျိုးချလိုက်တယ်ရှင်တန်ဖို့အတွက်ဒီထက်မကအားကောင်းလာဖို့လိုအပ်တယ်လေ3ရက်ကြာတော့ကျွန်တော်အဆင့်18ထိရောက်လာပြီးအဆင့်30ကောင်တွေကိုတောင်ရှင်းနိုင်နေပြီအခုတော့ကျွန်တော်ဘိုက်ပြန်စားနေပြီးဒီကဘာကြီးမှာငါဘယ်လိုရှင်းတန်မလဲဆိုတာပြပေးမယ်နောက်ထပ်ဘာစွမ်းရည်တွေတိုးလာမလဲ